ဘနခင်းရဲ့တိတ်ဆိတ်မှုကိုဖြိုခွဲလိုက်တာကတော့အပြင်ဘက်ကနေကြားနေရတဲ့ကြောင်းမက်ဖွယ်အော်ဟစ်ထက်နေတဲ့ဖြစ်ပါတယ်။အိုချုံဦးတယောက်လာသာဆောင်ကနေအောက်ကိုငုံကြည့်လိုက်တဲ့အခါတမျိုးလုံးရုပ်ရုပ်တောင်းတောင်းထိနေတာကိုအံ့အားသင့်ပွဲတူလိုက်ရပါတယ်။လမ်းမပေါ်မှာလူတွေကတယောက်ကိုတယောက်အကြောင်းမမဲ့ရန်မှုတိုက်ခိုက်နေကြပြီးအဝင်းချင်းတစ်ခုလုံးထွေးပြက်စရာအကောင်းလောက်အောင်ပရန်ပရာဖြစ်နေပါတယ်။သူဟာအစာပိုင်းမှာဘာဖြစ်နေမှန်းနားမလည်ခဲ့ပေမဲ့ရုံမြင့်တန်းကြားကနေအရေးပေါ်သတင်းချင်ရချက်ကိုကြီးတိုက်ရချိန်မှာတော့အခြေအနေရဲ့ဆိုးရွားမှုကိုသဘောပေါက်သွားပါတော့တယ်။မတိရသေးတဲ့ virus တွေမျိုးကြောင့်လူတွေဟာအသိစိတ်လွတ်တည်ရက်ဆက်ကြမ်းကြုတ်တဲ့အခြေအနေကိုကူးပြောင်းသွားကြတာဖြစ်ပါတယ်။အဲ့အချိန်မှာပဲသူ့ရဲ့အခန်းတကားကိုလူတစ်ယောက်လာခောက်တာနဲ့ဖွင့်ပေးခဲ့ပါတယ်။ထိုလူကအပြင်ကအဖြစ်ပြက်တီကိုပြိုးပြနေပြီးအိုဂျွန်ဦးရဲ့အခန်းထဲမှာနေဖို့ပြောနေပါတယ်။အိုဂျွန်ဦးကတော့လက်မခံခဲ့ပါဘူး။ခဏနေတော့အပြင်ကဝေလာသူဟာ virus ကူးစက်ခံနေတဲ့လူကစတင်ပြီးဗီဇပြောင်းလဲလာပါတယ်။ထိုလူဟာအိုဂျွန်ဦးကိုစတင်တိုက်ခိုက်ဖို့လုပ်ပါတော့တယ်။အိုဂျွန်ဦးလည်းကြောက်နဲ့ဖင်လဲတွန်းထုတ်ပြီးအခန်းထဲနီထွက်သွားအောင်လုပ်နိုင်ခဲ့ပါတယ်။မိသားစုဝင်တွေအပြင်သွားနေချိန်မှာအိမ်မတယောက်ထဲကြံခဲ့တဲ့အိုဂျွန်ဦးအတွက်အခုချိန်မှာအလုံးကျုံဆုံးနေရကတော့သူ့ရဲ့တိုက်ခန်းလေးထဲမှာပဲပိတ်နေဖို့ဖြစ်ပါတယ်။ဒါပေမဲ့ပြဿနာကအဲ့ဒီလောက်နဲ့မပြီးတော့ပါဘူး။ပထမဦးဆုံးစတင်ကြုံတွေ့ရတာကတော့ဖုန်းလိုက်ဒီမမိတော့ပါဘူး။စိတ်ညစ်ညစ်နဲ့သူလည်းအိတ်နေခဲ့ပါတယ်။အတန်းတစ်ခုကြာလို့အောက်ကိုလှမ်းကြည့်လိုက်တဲ့အခါမှာတော့ရဲမေတယောက်ကိုဗီဇပြောင်းလဲလူသားတွေကဝိုင်းမွန်တိုက်ခိုက်နေတာကိုတွေ့လိုက်ရပါတယ်။လောင်းရှောင်းထဲမှာလည်းပြေးလွှားနေတဲ့ခြေတံတွေနဲ့အတူသူ့တိုက်ခန်းတကားကိုအတင်းတွန်းဖွင့်ဖို့ကြိုးစားနေတဲ့အတန်တွေကသူ့ကိုအထိတ်လန့်ဖြစ်စေပါတယ်။တကားကိုအတင်းကာကွယ်ရင်အသက်ရှူမလောက်တဲ့အချိန်ကာလတစ်ခုကိုဖျက်သိမ်းရတဲ့နောက်မှာတော့အပြင်ဘက်ကအတန်တွေငြိမ်ကျသွားပါတယ်။ဒါပေမဲ့သူဟာအပြင်ကိုလုံးဝထွက်လို့မရတော့တဲ့အကျဉ်းသားတစ်ခုလိုဖြစ်သွားပါပြီ။အိုဂျွန်ဦးတယောက်အခန်းကိုကာကွယ်ဖို့အခန်းမှန်တွေကိုတိတ်တင်နေကပ်ပြီးအပြင်ကနေမမြင်ဟအောင်လှုပ်ဆောင်နေပါတယ်။သူ့မိသားစုရဲ့ဓာတ်ပုံကိုကြည့်ပြီးအဖေတောင်းပန်ပါတယ်ဆိုကသူ့အဖေရဲ့အရက်ပလင်တွေကိုဖွင့်ကအရက်တောက်ပြီး TV ကသတင်းတွေကိုကြည့်နေခဲ့ပါတယ်။ထိုအချိန်မှာ TV ကနောက်ခေါက်ဆွေးစားရဲ့ crown ညာကိုကြည့်ပြီးအိုဂျွန်ဦးတယောက်နောက်ရက်စားဖို့ခွဲတန်းကနေခေါက်ဆွေးချောင်းတပူကိုအရသာရှိစားလိုက်ပါတယ်။ခေါက်ဆွေးစားလို့အပီရေတောက်ဖို့လမ်းရင်လိုက်ရင်လက်နဲ့မတော်တဆထိပြီးမှောက်သွားပါတယ်။အဲ့ဒါနဲ့သူလည်းဘီဇင်ကိုသွားပြီးရေတောက်ဖို့လုပ်ပါတယ်။ရေကမလာတော့ပါဘူး။အဲ့ဒီချိန်ကစပြီးရေမရှိတဲ့ပြဿနာတစ်ခုထပ်တိုးလာခဲ့ပါတယ်။အိုဂျွန်ဦးရဲ့အခြေအနေကပိုပြီးဆိုးရွားလာပါတယ်။အင်တာနက်လိုင်းတွေပြတ်တောက်သွားသလိုရေလည်းမရတော့တဲ့အခြေအနေမှာသူ့ရဲ့စိတ်အခြေအနေကဆိုးရွားနေပါပြီ။ရင်းဆိုင်လိုက်ရပါတယ်။အိမ်မှာရှိတဲ့အစားအစာနဲ့တောက်ရည်တွေလည်းတခေးပြေးကုန်ကန်းလာပါတယ်။အဲ့ဒီချိန်မှာပဲသူ့ရဲ့ဖုန်းလိုင်းဟာမိတစ်ချက်မမိတစ်ချက်ဖြစ်ပြီးသူ့မိသားစုရှိကနေပြီးနောက်ဆုံးအတန် message တစ်ခုကတော့ဘာပဲဖြစ်ဖြစ်အသက်ရှင်အောင်နေပါဆိုတဲ့မှားကြားချက်လေးပဲဖြစ်ပါတယ်။အထီးကျန်လို့စားမုံမှုတွေကြောက်ရွံ့မှုတွေပေါင်းစပ်လာတဲ့အခါသူ့ရဲ့စိတ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုကစတင်ပြိုလဲလာတော့ပါတယ်။အပြင်ဘက်ကငရဲခန့်လိုဖြစ်နေတဲ့အခြေအနေကိုကြည့်ပြီးသူဟာထွက်ပေါက်မရှိတော့ဘူးလို့ခံစားလာပါတယ်။စိတ်ပြတ်အားငယ်ဆုံးကိုရောက်တဲ့အချိန်မှာတော့အိုဂျွန်ဦးဟာကိုအဆုံးစီရဲမှုဆုံးဖြတ်လိုက်ပါတော့တယ်။အခန်းထဲမှာကြိုးဆွဲချဖို့ပြင်ဆင်နေခြင်းသူ့ရဲ့မျက်လုံးထဲကိုအနီလေးစားမိတောင်လေးတစ်ခုလာဟပ်ပါတယ်။အန်အောစရာနဲ့ချိလိုက်တဲ့ကမျက်နှာချင်းဆိုင်တိုက်ခန်းကနေအမျိုးသမီးတစ်ယောက်ကသူ့ကိုလှမ်းပြီးအချက်ပြနေတာကိုတွေ့လိုက်ရပါတယ်။သူမရဲ့နာမည်ကတော့ခေမြူဘင်ဖြစ်ပါတယ်။ဒီအဖြစ်ပြက်လေးကအိုဂျွန်ဦးကိုအမှောင်မိုက်ဆုံးအချိန်မှာရှင်တန်ခြင်းစိတ်ကိုပြန်လည်မွေးဖွားပေးလိုက်တယ်လို့ပါတယ်။သူတယောက်တည်းမဟုတ်ဘူးဆိုတဲ့အသည့်ကသူ့ကိုကြိုးခွင်းတွေကနေပြန်ထွက်လာစေခဲ့ပါတယ်။အိုဂျွန်ဦးနဲ့ခေမြူဘင်တို့ဟာအင်တာနက်မရှိတဲ့အခြေအနေမှာလက်ဟန်ချီဟန်တွေနဲ့စာရေးပြအားတွေနဲ့ဆက်သွယ်ကြပါတယ်။ခေမြူဘင်ကအိုဂျရူထက်ဆိုင်ပူပြီးပြင်ဆင်မှုအားကောင်းတဲ့တယောက်ဖြစ်ပါတယ်။သူမစီမှာစားစရာအနှဲငယ်ချန်နေတဲ့အတွက်လာကားဆောင်နှစ်ခွန်းကြားကိုကြိုးတန်းပြီးအိုဂျွန်ဦးစီကိုအစားအစာတချို့ပို့ပေးခဲ့ပါတယ်။ဒီလိုအပြန်လန်ကူညီဖေးမှမှုတွေကြောင့်သူတို့နှစ်ယောက်ကြားမှာနားလည်မှုနဲ့ယုံကြည်မှုတွေတည်ဆောက်နိုင်ခဲ့ကြပါတယ်။ဒါပေမဲ့အပြန်ကအန်ဒီဂေတွေကသူတို့ကိုအလွယ်တကူအနားမပေးထားပါဘူး။ဒီရက်မှာတော့ဗီဇပြောင်းလဲလူသားတယောက်ဟာခေမြူဘင်းရဲ့လာသားဆောင်ကိုတွဲလဲဖို့ကြိုးစားလာပါတယ်။အခြေအနေကအလွန်အန်ဒီရများလီခေမြူဘင်းတယောက်ထဲရင်ဆိုင်မှုမဖြစ်နိုင်တော့ပါဘူး။ဒီအချိန်မှာအိုဂျွန်ဦးကသူစီမှာရှိတဲ့ဒရုံးကိုအယုတောင်းကျပြီးအယောင်လွဲဖို့ကြိုးစားခဲ့ပါတယ်။ဒရုံးရဲ့အတန်ကြောင့်အောက်ဘက်ကလူအောက်ကလေးအုံကျွတ်လာပြီး
ခင်မြူပင်ရဲ့အသက်အန္တရာယ်ကတီးတီလေးလွတ်မြောက်သွားပါတယ်။ဒါပေမဲ့ဒီဖြစ်ရက်ကသူတို့နှစ်ယောက်လုံးကိုတတိပေးလိုက်တာကတော့ဒီနေရာမှာဆက်နေလို့မရတော့ဘူးဆိုတာပါပဲ။အခန်းထဲမှာရှိရဲ့စားနပ်အသားလေးကလည်းလုံးဝကုန်ခန်းသွားပါပြီ။ရှင်ထန်ဖူအတွက်သူတို့နှစ်ယောက်လုံးအခန်းပြင်ထွက်ပြီးစွန့်စားရမယ့်အခြေအနေကိုရောက်လာပါပြီ။အိုဂျူနိုရဲ့တိုက်ခန်းအထမအရမှာလူမရှိတဲ့အခန်းတွေရှိနိုင်နေဆိုတဲ့မျှော်လင့်ချက်နဲ့အဲ့ဒီကိုတွားဖို့ဆုံးဖြတ်လိုက်ကြပါတယ်။ခင်မြူပင်ကအောက်ထပ်ကိုဆင်းလာပြီးအတိစိတ်လွတ်နေသူတွေကြားထဲကနေရဲရဲဝင်ဝင်ခက်ထမ်းလာပါတယ်။အိုဂျူနိုလည်းသူမကိုကူညီဖို့အခန်းပြင်ထွက်လာခဲ့ပါတယ်။သူတို့နေ့လောက်ပူပေါင်းပြီးလောင်းရှောင်နေဘော်ကအန်ဒီအေတွေကိုကြောဖြတ်ရင်းနဲ့အထမလျာကိုရောက်အောင်အသေးတပက်ပြေးလွှမ်းခဲ့ကြပါတယ်။အထမလျာကိုရောက်ချိန်မှာတော့အသက်ကြီးကြီးမောင်တယောက်ကသူတို့ကိုကယ်တင်ပြီးသူ့ရဲ့အခန်းထဲကိုခေါ်သွားခဲ့ပါတယ်။ပထမတော့သူတို့နှစ်ယောက်လုံးလုံခြုံသွားပြီးတော့ထင်ခဲ့ပေမဲ့ဒီအမျိုးသားရဲ့ရည်ရွယ်ချက်ကမယိုးသားမှန်တထေးပြေးတီးလာရပါတယ်။သူပေးတဲ့တစားစာနဲ့ရေကိုတောက်လိုက်မိတဲ့နောက်ခင်မြူပင်ကတတိလေးမလောက်ဖြစ်သွားပါတယ်။တကယ်တမ်းဒီအမျိုးသားကအခန်းတစ်ခုထဲမှာပိတ်လောင်ထားတဲ့သူ့ရဲ့အသိစိတ်လွတ်နေတဲ့ဇနီးဖြစ်သူအတွက်သူတို့ကိုအစာကျွေးဖို့ကြံစီခဲ့တာဖြစ်ပါတယ်။အမျိုးသားကြီးကခင်မြူပင်ကိုဇနီးဖြစ်သူရှိတဲ့အခန်းထဲကိုအတင်းသွန်းထုတ်လိုက်ပါတယ်။အိုဂျူနုကတငယ်ချင်းဖြစ်သူကိုကဲဖို့အစွမ်းကုန်စူးစမ်းခဲ့ပေမဲ့အပြင်ဘက်ကနေပစ်ထားခံရပါတယ်။အခန်းတွင်းကရုံရန်ဆန်ခက်အတန်ဒီနဲ့အတူခင်မြူပင်ရဲ့အသက်အန္တရာယ်ကိုစိုးရိမ်ရတဲ့အနေအထားကိုရောက်သွားပါတယ်။ဒါပေမဲ့ခင်မြူပင်ကလက်နက်ကိုအသုံးပြုပြီးအန်ဒီအေကိုခုခံနိုင်ပါတယ်။တကားပွင့်သွားတဲ့အချိန်မှာတော့အမျိုးသားကြီးကသူ့ဇနီးရဲ့ကိုက်ခဲမှုကိုခံလိုက်ပြီးအခြေအနေကလုံးဝပြောင်းလဲသွားပါတယ်။အိုဂျူနုနဲ့ခင်မြူပင်တို့ဟာဒီအခန်းထဲကနေချက်ချင်းထွက်ပြေးခဲ့ကြပါတယ်။အပြင်ဘက်လောင်းရှောင်ထဲမှာတော့အသီးစီလွတ်နေသူတွေအများကြီးရောက်ရှိနေပါပြီ။သူတို့အတွက်နောက်ဆုံးကြံတဲ့ထွက်ပေါက်ကတော့အဆောက်အဦရဲ့ခေါင်မိုးတက်ကိုတတ်ဖို့ပါပဲ။နောက်ကနေထက်ချက်မကွာလိုက်လာတဲ့အန်ဒီအေတွေကြားကနေလေဒါထက်တွေကိုအပြေးအလွှားတက်ခဲ့ကြပါတယ်။ခေါင်မိုးတက်တကားကိုဖွင့်လိုက်ချိန်မှာတော့သူတို့မျောလင့်ထားသလိုကဲဆဲရဲ့ရဟတ်ရင်တွေကိုမတွေ့ရပါဘူး။အောက်ကကအန်ဒီအေတွေကလည်းခေါင်မိုးတက်တကားကိုအတင်းချိုးဖျက်စီးပြီးဝဲလာနေပါတယ်။လက်ချင်အရှုံးပေးရတော့မယ့်အချင်းလေးမှာပဲအဆောက်အဦရဲ့အောက်ဘက်ကနေကဲဆဲရဲ့ရဟတ်ရင်တစီအချေးဖြေးပေါ်ထွက်လာပါတယ်။သူတို့နှစ်ယောက်လုံးဟာနောက်ဆုံးလက်ချန်ခုံးနာတွေနဲ့ရဟတ်ရင်ဘော်ကိုအလျင်တမြောင်တက်နိုင်ခဲ့ကြပါတယ်။အောက်ဘက်မှာတော့အသီးစိတ်လွတ်နေသူတွေကသူတို့ကိုမမီတော့ကြကြံ့ရည်ကြပါတယ်။ရဟတ်ရင်ဘော်ကနေဖြစ်စည်းခန်းထားတဲ့မြို့ကြီးကိုငုံကြည့်ရင်းနဲ့သူတို့နှစ်ယောက်ဟာအသက်ရှင်ခွင့်ရသွားတဲ့အတွက်တက်ပြန်ချနိုင်ခဲ့ပါတော့တယ်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးပါ။ channel လေးကို subscribe မလုပ်ပါသေးလုပ်ခဲ့ပေးဖို့တောင်းဆိုပါရစေ။မိတ်ဆွေတို့ရဲ့ like comment တစ်ခုဟာနောက်ထပ်ဗီဒီယိုလေးတွေလုပ်ဖို့အတွက်အားစီးတစ်ခွပါ